လောကကြီးကအရန်ဆူညံလို့တော့ကျွန်တော်တို့တွေတခြားသူတွေရဲ့ဇာကားတန်တွေကြားမှာကိုယ်စိတ်ကိုအိမ်မက်တွေကိုမေ့လျော့နေတတ်ကြပါတယ်။တကယ်တော့ဘဝမှာအရေးကြီးဆုံးလမ်းညွှန်ချက်ကကိုယ့်ရဲ့ရင်ဘတ်ထဲနှလုံးသားထဲမှာပဲရှိတာပါ။တခါတလေကြာရင်ခေါင်းထဲကစဉ်းစားချက်တွေထက်ရင်ဘတ်ထဲကလာတဲ့ခံစားချက်ကပိုပြီးအမှန်တရားနဲ့နှီးစပ်တတ်ပါတယ်။အခုကျွန်မဖတ်ပြပေးမယ့်စာစုလေးကတော့တင့်ကိုတစုံတရာအတွက်ဆုံးဖြတ်ချက်ချနိုင်မှုကူညီပေးပါလိမ့်မယ်။ခေါင်းစဉ်လေးကတော့နှလုံးသားကပြောတာကိုနားထောင်ပါတဲ့။နေ့စဉ်နေ့တိုင်းကျွန်တော်တို့ဟာရွေးချယ်မှုအမျိုးမျိုးကိုလုပ်နေကြပါတယ်။ဒီနေ့ဘာစားမလဲ၊ဘာဝတ်မလဲ၊ဘယ်သွားမလဲ၊ဘာလုပ်မလဲစတာတွေပါ။ဒါတွေဟာသိပ်ရေးကြီးတဲ့ကိစ္စတွေမဟုတ်ကြလို့အဲ့ဒါတွေအတွက်ရွေးချယ်မှုတွေကိုအထူးတလဲခေါင်း၆ခံစဉ်းစားနေစရာမလိုပဲလွယ်လွယ်ကူကူလုပ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ညအိတ်မပြောအောင်ဖြစ်စေတဲ့ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့ဆိုရင်ဘယ်လိုလုပ်ရမလဲ။ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာကျွန်တော်တို့မှာပြဿနာတွေရှိလာပါတယ်။အဲ့ဒါကနှလုံးသားကပြောတာနဲ့မိဘဆွေမျိုးပတ်ဝန်းကျင်တွေရဲ့တိုက်တွန်းပြောကြားချက်တွေဟာစန့်ကျင်မှုဖြစ်နေကြခြင်းပါ။ဥပမာဒီလိုကိစ္စမျိုးတွေပါ။သင်ဟာ10တန်းအောင်တော့တက္ကသိုလ်တက်ရင်ဝါသနာပါတဲ့ဘာသာရပ်ကိုသင်ယူခြင်းနဲ့ဒါပေမဲ့မိဘတွေကဘွဲရပြီးတာနဲ့လာကကောင်းကောင်းရမယ်ဘာသာရပ်ကိုသင်ယူဖို့တိုက်တွန်းနေတယ်။သင်ဘာလုပ်ရမလဲ။ထိုနည်းတူပါပဲ။သင်ရဲ့ထဲကနေနှစ်ကာကာချစ်နေမိသူတယောက်မိဘတွေလက်ထပ်ယူစီချင်တာကတယောက်မှုသင်ရွေးချယ်ရခံနေတဲ့အခြေအနေနဲ့လည်းကြုံရတတ်ပါတယ်။ဒါကြောင့်လဲဘဝမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်ချတိုင်းနှလုံးသားကဆန္ဒနဲ့မိဘတွေရဲ့ဆန္ဒဟာဝီရောဓိဖြစ်နေတတ်တယ်လို့ပြောခဲ့တာပါ။ဒါဆိုရင်ကျွန်တော်တို့ဘာလို့သင်တယ်လဲ။ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့နှလုံးသားကပြောတာကိုနားထောင်ပါ။နှလုံးသားကပြောတာဟာမိဘဆွေမျိုးတွေပြောတာထက်အမြဲတမ်းမှန်နေတယ်လို့မဆိုနိုင်ပေမဲ့အကျိုးများစွာရစေလိုပါနှလုံးသားကပြောတာကိုနားထောင်ခြင်းဟာလှုပ်ချင်တာဖြစ်ချင်တာနဲ့ကိုင်းညီလို့အဲ့ဒါကိုလှုပ်ရရင်ပျော်ရွှင်ပါမယ်နောက်ပြီးရဲရဲတင်းတင်းလှုပ်ဆောင်ပါမယ်ရွေးချယ်မှုမှားသွားရင်တော့သူများဆန္ဒကြောင့်မဟုတ်ပဲမိမိရဲ့ဆန္ဒကြောင့်မို့နောင်တရမှာမဟုတ်ပါဘူးကြာရှုံးသွားရင်လည်းနောက်ထပ်ပြန်ကြိုးစားမှာပါနှလုံးသားကပြောတဲ့အောင်မြင်မှုဟာငွေကြေးယာတုခုံတိတ်ခါနဲ့မဆိုင်ပါဘူးလှုပ်ချင်တာကိုလှုပ်ရရင်အောင်မြင်တယ်လို့သင်ယူဆမှာပါနှလုံးသားကပြောတာကိုနားထောင်နေဆိုတာငြိမ်ငြိမ်စိမ့်စိမ့်လေးနေပြီးနှလုံးသားကပြောလာတဲ့စကားတန်တူတူလေးကိုနားထောင်ခြင်းပါနှလုံးသားကိုယုံကြည်ရင်အတိအမြင်ဉာဏ်အသစ်တွေဟာခေါင်းထဲမှာဖြတ်ခနဲ့ပေါ်လာတတ်ပါတယ်ဥပမာခုလိုအတိအမြင်အသစ်မျိုးတွေပါတခြားမျိုးကိုပြောင်းရွှေ့ဖို့အကြံရတယ်အကျဉ်းစိုးတစ်ခုကိုရပ်တန့်ဖို့လိုပြီးဆိုတာကိုသိလိုက်တယ်သင်ချစ်သူနဲ့စကားပြောရင်ညင်ညင်သာသာနုနုညံ့ညံ့ပြောဖို့စဉ်းစားမိတယ်။နောက်ပြီးသင်ဘသူတွေကိုရွေးချယ်ပေါင်းရမလဲ။ပြဿနာတွေကိုနီလန်းအသစ်တွေနဲ့ဖြေရှင်းရမယ်။စတာတွေလည်းဖြစ်ပါတယ်။ဒါတွေဟာနှလုံးသားကပြောတာတွေကိုနားထောင်ခြင်းကစတာပါ။သင်နှလုံးသားကပြောတာနဲ့တခြားသူတွေပြောတာဟာဝီရောဓိစန့်ကျင်မှုဖြစ်နေရင်သင်ဘယ်လိုခံစားရမလဲ။သင်ဟာစိတ်ရှုပ်ထွေးပြီးစိတ်တူလွယ်မယ်။စိတ်အနှောက်အယှက်ဖြစ်မယ်။ဒေါသနဲ့တုံ့ပြန်တာတွေဖြစ်လာနိုင်ပါတယ်။တကယ်တော့ဘယ်ဟာကအမှန်ဆိုတာကိုသင်သိပါတယ်။ဘလို့ဘဝမျိုးနဲ့နေချင်တယ်ဘလို့လူစားမျိုးဖြစ်ချင်တယ်ဆိုတာကိုလည်းသင်သိပါတယ်။သင်လုံးနေတာဟာနှလုံးသားရဲ့ဆန္ဒနဲ့မကိုင်ညီရင်စိတ်ပြတ်မယ်။စိတ်ဖိစီးမှုများမယ်။တကယ်လို့သင်နှလုံးသားကပြောတာကိုနားထောင်တတ်တဲ့အလေးကျင့်ရလိုက်ရင်စောစောကခံစားရတာတွေတဖြည်းဖြည်းလျော့နေသွားပြီးစိတ်တည်ငြိမ်လာမယ်။ပျော့ရွှင်လာမယ်။စိတ်ဖိစီးမှုနည်းလာမယ်။ဒါဆိုရင်သူများတွေဖြစ်စေချင်တဲ့ဘဝမှာမနေပဲမိမိရဲ့ကိုယ်ပိုင်ဘဝလေးမှာပျော်နေမှာဖြစ်ပါတယ်။နှလုံးသားကပြောတာကိုပို့ပြီးနားထောင်တတ်ဖို့ကိုဒီမေကိုနေမေးပါ။ငါဘဝကိုဘယ်လိုနေခြင်းတလဲ။ငါလှုပ်ချင်နေတာတွေကိုတကယ်လုံနေသလား။ငါလှုပ်နေတာတွေဟာအရင်ကလှုပ်နေကြမျိုးဖြစ်နေလား။တစုံတစ်ယောက်ရဲ့မျှော်လင့်ချက်အတိုင်းငါလုံနေသလားဒီလိုမေးခွန်းတွေမေးပြီးသွားရင်ငြိမ်ငြိမ်စိတ်စိတ်လေးနေပြီးဘာအဖြေစကားတန်ကြားရမလဲလို့နားဆွင့်လိုက်ပါအဖြေစကားရဖို့အတင်းစဉ်းစားလို့เสียရမလို့ပဲစိတ်ကိုတတောင့်တတဖြစ်အောင်လျှော့ထားပါအဖြေတွေဟာသင်ကောင်းတဲ့ကိုမမျော်လင့်မဲဝင်ရောက်လာပါလိမ့်မယ်
သင်စိတ်အေးချမ်းမှုကိုပိုပြီးရခြင်းနဲ့ပိုပြီးပျော်ရွှင်ခြင်းနဲ့ဆိုရင်ဒီနည်းလေးကိုစာလို့လိုက်ပါနှလုံးသားကပြောတာကိုနားထောင်ခြင်းဟာသင်အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့စိတ်ဓာတ်ခွန်အားတက်ခြင်းတို့အတွက်အခြေခံတွေကတစ်ခုဖြစ်ပါတယ်ဒီနည်းကိုလှုပ်ခြင်းကြောင့်သင်ဟာပိုပြီးကျင်နာတက်လာမယ်သီးခံနိုင်စွမ်းတက်လာပါမယ်ရလာတဲ့အကျိုးတွေဟာများလို့သင်အံ့အားသင့်သွားမှဖြစ်ပါတယ်နောက်ထပ်စာစုလေးတစ်စုကိုထပ်မံဖတ်ပြပေးသွားပါမယ်ဆန္ဒအလျောက်ရိုးရှင်းစွာနေထိုင်ပါယနေ့ခေတ်စားနေတဲ့စကားအသုံးအနှုန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ voluntary simplicity ပါအဓိပ္ပာယ်ကမည်သူတဦးတစ်ယောက်ရဲ့စေစောတိုက်တွန်းမှုမပါပဲမိမိဆန္ဒအလျောက်ရိုးရှင်းစွာနေထိုင်ခြင်းပါအဲ့ဒီလိုနေထိုင်တတ်ဖို့ဘယ်လိုလုပ်ရမလဲမိမိမှာဖြစ်ပေါ်နေတဲ့တောင်းတမှုလိုချင်မှုတွေကိုကန့်သက်ထားလိုက်ဖို့ပါအဲ့ဒါဆိုရင်မိမိမှာပိုင်ဆိုင်ပြီးသားမိမိမှာရှိပြီးသားအရာတွေနဲ့ကျေနပ်ပျော်ရွှင်မှုရနေပါမယ်ဘဝမှာအပူပင်နေပါပြီးစိတ်ချမ်းသာမှုရနေပါမယ်လူအတော်များများကျွန်တော်အပါအဝင်ဟာပတ်ဝန်းကျင်ရဲ့လူနေမှုအစဉ်တန်းကိုလိုက်မိအောင်ကြိုးပမ်းနေတတ်ကြတယ်အဲ့ဒီလိုလုပ်ရတဲ့အတွက်အလွန်စိတ်ပင်ပန်းကြရတယ်နောက်ပြီးကျွန်တော်တို့မှာလိုချင်တာလိုအပ်တာတွေနဲ့လိုအင်ဆန္ဒတွေတိုးပြီးဖြစ်ပေါ်လာကြပါတယ်အဲ့ဒီလိုဖြစ်ရတာကလည်းများများရှိလေပိုကောင်းလေဆိုတဲ့အယူအဆဆွဲနေကြလို့ပါဒီတော့ရှိတာလေးနဲ့ရောင်ရဲတင်းတိမ်ခြင်းမဖြစ်ကြပဲရလေလူလေအိုတစီဖြစ်လာကြပါတယ်တကယ်တော့ရလေလူလေဖြစ်နေခြင်းဟာဘဝမှာပျော်ရွှင်စိတ်ချမ်းသာမှုမရနိုင်အောင်ကာကွယ်တားဆီးထားသလိုဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့တနေ့တာပတ်လုံးရဲ့မိနစ်တိုင်းဟာရလေလူလေစိတ်တွေဖုံးလန်းနေလို့ပါဒီတော့မိမိရဲ့လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေထက်မရသေးတဲ့လိုချင်နေတဲ့အရာတွေကိုပဲတွေးနေမိတယ်အာယုံထားနေတတ်တဲ့စိတ်ဝင်စားနေတယ်ဥပမာပြောရရင်လက်ရှိနေတဲ့အိမ်ထက်ပိုကြီးတဲ့အိမ်ကြီးကိုလိုချင်နေတယ်လက်ရှိကအဝတ်အစားပစ္စည်းတွေထက်ပိုပြီးဈေးကြီးအပိုးတန်တာတွေကိုအာယုံရောက်နေတယ်ဒီတော့လက်ရှိပိုင်ဆိုင်ထားတာတွေအပေါ်ကျေနပ်မှုမရှိတော့ဘူးပိုပြီးဆိုတာကအဲ့ဒီလိုချင်တာတောင်းတနေတဲ့အရာတွေကိုပိုင်ဆိုင်ခွင့်ရရင်တော့မှကျေနပ်အောင်မှာမဟုတ်ပါဘူးမလုံလောက်သေးဘူးလို့ပဲထင်နေအောင်ပါပါဆန္ဒဆိုတာတင်းတိမ်ရောင်ရဲတက်ဖို့အလွန်ခက်ပါတယ်စိတ်ဝင်စားစရာတစ်ခုကဆန္ဒအလျောက်ရိုးရှင်းစွာနေထိုင်ခြင်းဆိုတဲ့နည်းဟာချမ်းသာကြွယ်ဝသူတွေအတွက်ပဲသင်တော်တာမဟုတ်ပဲလူဒန်းစားအမျိုးမျိုးအတွက်လည်းသင်တော်ပါတယ်ဝင်ငွေနည်းနည်းပဲရှိသူအချို့လဲဒီနည်းကိုအသုံးချကြည့်ကြပြီးတော့အကျိုးရှိတယ်လို့ပြောကြပါတယ်ဘဝကိုရိုးရှင်းစွာနေထိုင်ခြင်းမှာတန်မိုးကြီးတဲ့အိမ်ကနေတန်မိုးနည်းတဲ့အိမ်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခြင်းလဲပါဝင်ပါတယ်အဲ့ဒီလိုဆုံးဖြတ်လိုက်ခြင်းကြောင့်ပူပင်သောကရောက်စေတာနေသွားပါတယ်ဘာကြောင့်လဲဆိုတော့အိမ်ဝယ်ရတဲ့တန်ဖိုးဒါမှမဟုတ်အိမ်ငှားကပေးရတာတိတိတသားကြီးရောကြသွားလို့ပါနောက်ပြီးဈေးမကြီးပဲကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားခြင်းအဝတ်အစားတွေကိုအသက်ဆန်းပေါ်တိုင်းဝယ်မဝတ်ခြင်းနောက်ဆုံးပေါ်လက်ကင်ဖုန်းကိုမဝယ်ပဲဖုန်းဟောင်းကိုဆက်သုံးနေခြင်းစတာတွေလည်းရိုးရှင်းစွာနေထိုင်ခြင်းပါဒီနည်းရဲ့ဆိုလိုရင်းကဘဝကိုရှုပ်ရှုပ်ထွေးထွေးမဖြစ်စေပဲအဆင်ပြေပြေအေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်အတန်ကြာကကျွန်တော်အလုပ်ရုံးခန်းကိုတခြားနေရာကိုပြောင်းလိုက်ပါတယ်အဲ့ဒီလိုလုပ်လိုက်တာဟာကျွန်တော်ကိုအကျိုးများစွာရစေခဲ့ပါတယ်အကျိုးတစ်ခုကကျွန်တော်ပြောင်းလိုက်တဲ့ရုံးခန်းသစ်ငှားရန်ကဟာရုံးခန်းဟောင်းငှားရန်ကထက်ပိုပြီးဈေးသက်သာတယ်ဒါကြောင့်ကျွန်တော်အပေါ်ကြာရောက်နေတဲ့ငွေကြေးကြောင့်ဖြစ်ပေါ်နေတဲ့စိတ်ဖိစီးမှုတွေရောကျသွားစေပါတယ်ဒါအပြင်ရုံးခန်းသစ်ဟာအိမ်နဲ့မိုင်အနှင်းငယ်ပဲကွာဝေးတယ်အရင်ရုံးခန်းဟောင်းကအိမ်နဲ့15မိုင်ကွာဝေးတယ်ဒါကြောင့်ရုံးခန်းသစ်ကိုကားမောင်းသွားရင်ရုံးခန်းဟောင်းကိုသွားရတာထက်အချိန်နာရီဝက်လောက်သက်သာသွားပါတယ်။ဒါကြောင့်လစဉ်ကားတက်စီဖို့တိတိတသာသက်သာသွားပါတယ်။ရုံးခန်းသစ်ဟာရုံးခန်းဟောင်းလောက်မခံနာပေမဲ့အဲ့ဒါကိုငှားရတာတန်ပါတယ်။ဒါဟာကျွန်တော်ရဲ့ဆန္ဒအလျောက်ရိုးရှင်းစွာနေထိုင်ခြင်းရဲ့အကျိုးပါပဲ။နောက်ပြီးကားကောင်းစားမဝယ်ပဲတော်သင့်ရုံကားကိုဝယ်စီခြင်းသို့မဟုတ်ငှားစီးခြင်းဟာ
ပတ်စံသက်သာစီသလိုကားကောင်းစားလို့ဝက်ရှော့မှာမှန်မှန်စစ်ဆေးပေးနေရတဲ့အလုပ်ကိုလည်းလုပ်စီရမလို့တော့ပါဘူး။တင်မှာပစ္စည်းနည်းနည်းရှိရင်အဲ့ဒါတွေအတွက်စိတ်ပူပန်တာနေသွားတယ်။အဲ့ဒါတွေကိုခယူဆိုင်ရတဲ့ပြုပြင်ထိန်သိမ်းရတဲ့အလုပ်လေးနေသွားပါတယ်။ရေကူးကန်ပါတဲ့အိမ်တစ်လုံးကိုဝေးလိုက်ရင်အိမ်ကိုပြုပြင်ထိန်သိမ်းရတဲ့ဇရိတ်အပြင်ရေကူးကန်ကိုပြုပြင်ထိန်သိမ်းရတဲ့ဇရိတ်ပူလာမယ်။အချိန်တွေပိုကုန်လာမယ်။အလုပ်တွေတိုးလာမယ်။ဆက်ပြောရရင်ဆုံးမမဟုတ်ပါဘူး။ဒီလောက်ဆိုရင်တော့ဆန္ဒအလျောက်ရိုးရှင်းစွာနေထိုင်ခြင်းဆိုတာသဘောပေါက်ပြီလို့ထင်ပါတယ်။ဆန္ဒအလျောက်ရိုးရှင်းစွာနေထိုင်ခြင်းဆိုတာမိမိမှာရှိသမျှကိုစွန့်လွှတ်ရမယ်လို့မဆိုလိုပါဘူး။တချို့အရာတွေကမရှိမဖြစ်ဖို့တချို့အရာတွေဟာမရှိမဖြစ်မို့စွန့်လွတ်ဖို့မဖြစ်နိုင်ပါဘူး။ဥပမာကျွန်တော်သုံးနေတဲ့ကွန်ပျူတာကိုစွန့်လွတ်ဖို့မဖြစ်နိုင်ပါဘူး။စာရေးခြင်းနဲ့အသက်မွေးနေတဲ့ကျွန်တော်အတွက်ကွန်ပျူတာဟာမရှိမဖြစ်ပါ။ကွန်ပျူတာမရှိရင်စာမရိုက်နိုင်လို့ကျွန်တော်မှာအခက်အခဲအများကြီးဖြစ်သွားပါမယ်။တကယ်လို့ကျွန်တော်မှာကွန်ပျူတာသာမရှိခဲ့ရင်အခုချိန်မှာသင်ဒီစာအုပ်ကိုဖတ်ခွင့်ရမှာမဟုတ်ပါဘူး။ဆန္ဒလျောက်ရိုးရှင်းစွာနေထိုင်ခြင်းဟာစင်းရဲသားတယောက်လိုနေရမယ်လို့မဆိုလိုပါဘူးအဖိုးတန်အိမ်ကြီးမှနေရပေမဲ့လေသို့မဟုတ်ဈေးကြီးတဲ့ဇိမ်ခံကားကြီးကိုမောင်းနေရပေမဲ့လေဘဝမှာရိုးရှင်းစွာနေထိုင်လို့ရပါတယ်အတိကအချက်ကမိမိရဲ့တောင်းတမှုလိုအင်ဆန္ဒတွေကိုအလိုမလိုက်ပဲထိန်ချုံနေတတ်ဖို့ပါဘဝမှာဘာအရေးကြီးဆုံးလဲဆိုတာပြန်သုံးသပ်ကြည့်ပါအခုပြောခဲ့တဲ့ဆန္ဒလျောက်ရိုးရှင်းစွာနေထိုင်ခြင်းတွေကိုတည်တည်ချာချာလေးလာပါပြီးရင်လက်တွေ့လုပ်ကြည့်ပါစိတ်ချမ်းသာမှုရမှသိကြပါတယ်တငယ်ချင်းတို့ရေဒီကနေ့မျှဝေပေးသွားတဲ့ခေါင်းစဉ်လေးနှစ်ခုကဒိုးတွေရဲ့ဘဝမှာတကယ်ပဲလိုက်နာကျင့်သုံးတဲ့အချက်ကလေးနှစ်ချက်ဖြစ်ပါတယ်ဒီအချက်လေးတွေကိုသာလိုက်နာကျင့်သုံးမဲ့ဆိုရင်တော့တငယ်ချင်းတို့ရဲ့ဘဝမှာစိတ်ဖိစီးမှုတွေစိတ်ညစ်စရာတွေအများကြီးရောကျသွားမှာသိကြပါတယ်နောက်နေ့ဒီမှာလဲဆရာကြီးဗမော်သိန်းဖေဘာသာပြန်ရေးသားထားတဲ့မိသားစုအတွက်အသေးဖွဲလေးတွေနဲ့စိတ်ညစ်မနေနဲ့ဆိုတဲ့စာအုပ်လေးတဲ့ကစာစုလေးတွေကိုဆက်လက်ဖတ်ပြပေးသွားမှာမို့လို့ကျမရဲ့27 audio channel လေးကို like subscribe လုပ်ထားပေးကြပါအောင်နော်မိသားစုများစိတ်သောကကင်ဝေးပြီးအေးချမ်းပျော်ရွှင်ကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ရှင်